ဒါနဲ့ CB ကဘာဖြစ်လို့ AA နဲ့တွားပြီးတော့မဟာမိတ်တွားလို့တာလဲနင်းတို့CB ကျွန်တော်တို့ချင်းလူမျိုးထဲမှာပဲပေါ့နော်CDF တွေတစ်ခုနဲ့တစ်ခုတစ်ဖွဲ့နဲ့တစ်ဖွဲ့တရွာနဲ့တရွာပေါင်းပြီးတော့မဟာမိတ်လောက်တာမလောက်ဘူးလားကျွန်တော်တို့ရဲ့မိတ်ဆွေ CNF ကလည်းကျွန်တော်တို့ဒါမျိုးပေါ့ဒီပလက်ဝဒေသဟာချင်းပြည်နယ်ဖြစ်တယ်ဆိုတဲ့ဟာအခိုင်အမာပြောတယ်ကျွန်တော်တို့ကလည်းဒီပလက်ဝကိုဝင်လာကြတဲ့ကတိမ့်ပိုက်မယ်လူယူမယ်ဆိုတဲ့သဘောထားမျိုးတစ်ခါမှလည်းမရှိခဲ့ဘူးပလက်ဝမှာရခိုင်ကိုစာပြီးအခြေချခိုင်းတာကဒေါက်တာရွှေခါလေဒေါက်တာရွှေခါရဲ့လက်မှတ်နဲ့ပလက်ဝမှာရခိုင်ကိုအခြေချဖို့ခွင့်ပြုခဲ့တာလေအဲ့ဒီစာကိုမြင်တဲ့လူအခုတဲ့ရိုက်ရှိပါပဲအခု2ယောက်ရှိတယ်မြင်တီးတဲ့လူအရင်ကဝင်ကြီးလုတ်တဲ့စီပင်ဝင်ကြီးလုတ်တဲ့ဦးစိုးထက်အခုအသက်ရှင်ရှိသေးတယ်ဒါကျွန်တော်တို့ချင်းပြည်မှာလွှတ်တော်မှာလုံတုံးကပေါ့ဗျာအဲ့ဒီချိန်တုန်းကသူတို့ကအစိုးရအဖွဲ့ပေါ့ဥလျံလွယ်ဝင်ကြီးချုပ်ဒါဥလျံလွယ်နဲ့ဦးစိုးထက်ကိုတိုင်ကိုဘိုလ်ချုပ်ဖုံးမြတ်ကအဲ့ဒီစာကိုပြတာဒေါက်တာရွှေခါရဲ့စာကြည့်မင်းတို့ဒေါက်တာရွှေခါကဒီလိုပေးလို့ရခိုင်ကအဲ့မှနေရာယူတာပဲနော်ဘာကြောင့်ပေးတယ်ဆိုတာတော့သူတို့နောက်ွယ်ကဟာတော့ဘယ်သူမှမပြောလို့ကိုဦးနှောင်းနဲ့ကိုပဲစဉ်းစားပေါ့အလကားတက်တက်နဲ့သူနေခိမ့်သလားဘာတွေယူလဲကျွန်တော်တို့မသိဘူးအဲ့ဒါတော့ဒါပေမဲ့ပေးတဲ့စာကိုယ်တိုင်ကိုဘိုးကျုပ်ဖုံးမြတ်က2019လောက်မှာဖြစ်ပါတယ်ဦးလျံလွယ်နဲ့ဦးစိုးထက်ကိုယ်တိုင်ကအဲ့ဒီစာကိုတွေ့ရတာဖြစ်ပါတယ်သူတို့နှစ်ယောက်လုံးအသက်ရှင်သေးတယ်နော်သူတို့နှစ်ယောက်လုံးကိုမေးနိုင်သေးတယ်ကျွန်တော်လိန်ကလားမလိန်ဘူးလားဆိုတဲ့ညနာမည်လည်းပြောပြီးသားဘိုးကျုပ်ဖုံးမြတ်စာပြတဲ့ပုဂ္ဂိုလ်ကအဲ့ဒီစာကိုတော့မိတူကူးခွင့်တော့မပေးဘူးဒါအမှန်တည်းပြောတာပဲဒါကြောင့်ဘသူရခိုင်ကိုပလက်ဝကိုဘသူကအရင်နေရာချခိုင်းတယ်လဲဆိုတာဒါကိုပြောတာပါပလက်ဝနေကိုရခိုင်တောင်တန်းဒေသဆိုတဲ့နာမည်ကြောင့်ဟိုတုန်းကများရခိုင်လူမျိုးတို့ရဲ့နေပေအုပ်ချုပ်မှုနေပေမှာရုပ်ခဲ့မှုသလားဆိုတဲ့မိခွန်းတွေရှိတယ်တချို့ကလည်းအဲ့ဒါလိုပဲထင်နေကြတယ်ဆိုတော့ကျွန်တော်ကတမိုင်းကိုတင်ခဲ့တဲ့လူဆိုတော့တမိုင်းစုတောင်းနဲ့အဲ့ဒါကိုအမေရိကန်ပြန်ပြီးတော့ဖြည့်ရှင်းခဲ့ပါတယ်အဲ့လိုဖြည့်ရှင်းတဲ့နေရာမှာကျွန်တော်တို့တမိုင်းအထောက်ထားဆိုတာလိန်လေလုံးမရပါဘူးဆိုတော့ကျွန်တော်တို့ညီနောင်တွေဖြစ်တဲ့ကျွန်တော်တို့ဒီကကျွန်တော်တို့စကားပြောဆိုတဲ့ခါမှာလူမျိုးတစ်မျိုးချင်းကြားမှာရန်လို့တဲ့စကားမုန်းတီးတဲ့စကားကျွန်တော်တို့ပြောမှာမဟုတ်ဘူးတမိုင်းကိုကျွန်တော်တို့ပြောဆက်ခြင်းပဲဖြစ်တယ်လို့စကားပလင်ခံခြင်းပါတယ်ဆိုတော့ကျွန်တော်တို့တမိုင်းကိုပြောတဲ့နေရာမှာကျွန်တော်တို့အင်းနီချန်ဖြစ်တဲ့ဗမာလူမျိုးတွေနဲ့ရခိုင်လူမျိုးတွေမွန်လူမျိုးတွေကဟိုတုန်းကသူတို့ကအမျိုးသားနိုင်ငံတော်တွေစင်ဘီယန်တွေရှိခဲ့တဲ့လူမျိုးတွေဖြစ်တယ်ဆိုတော့သူတို့အနေနဲ့မိတ်ကိုတီတီကြကြတတ်မှတ်တဲ့လူမျိုးတွေလည်းဖြစ်တယ်ဆိုတာကျွန်တော်တို့အနေနဲ့သူတို့တမိုင်းကိုလေးစားတန်ဖိုးထားတော့အဖြစ်ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတမိုင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်မြန်မာစီပွေးမတိုင်ခင်မှာရခိုင်နဲ့ဗမာလူမျိုးတွေရခိုင်မြန်မာစီပွေးဆိုတာရှိခဲ့တယ်ဆိုတော့ဘူးတော်မောင်ဝင်းလောက်ခေါ်တဲ့ဘူးတော်ဖျားလေးထဲတုန်းက1984မှာ1984မှာမြန်မာနဲ့ရခိုင်တွေတိုက်ပွဲဖြစ်ခဲ့တယ်အဲ့ဒီကာလတုန်းကမြန်မာတွေနိုင်လို့ရခိုင်လူမျိုးတွေရဲ့မြင့်နေပြီးတော့မြို့ဦးကိုတို့တင်ပိုက်ခဲ့ပါတယ်1984မှာဆိုတော့အဲ့ဒီကတည်းကရခိုင်မြင့်နိုင်ငံတော်ဆိုတော့မြန်မာလူမျိုးတွေရဲ့လက်အောက်ကိုကျရောက်ခဲ့တယ်နောက်တိတ်မကြဘူးအင်္ဂလိပ်မြန်မာစီပွဲဖြစ်လာတယ်အင်္ဂလိပ်မြန်မာစီပွဲဖြစ်လာတော့အင်္ဂလိပ်တွေကမြန်မာတွေကိုနိုင်ခဲ့တယ်အဲ့လိုနိုင်တဲ့တွေ့ကြောင့်မြန်မာတွေရဲ့ပိုင်နက်နေနမိတ်တစ်ခုကိုရခိုင်မြန်မာမင်းတွေကအင်္ဂလိပ်ကိုပေးခဲ့တယ်အဲ့ဒါရန်တပူစာချုပ်ရပေးခဲ့တာဖြစ်ပါတယ်ရန်တပူစာချုပ်ရပေးခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒီရန်တပူစာချုပ်ကနေနမိတ်တွေအတိအကျရှိတယ်ကျွန်တော်တို့အနေနဲ့အခိုင်အမာကြည့်လို့ရတဲ့စာချုပ်စာတမ်းဖြစ်ပါတယ်အဲ့ဒီစာချုပ်ကိုကြည့်မယ်ဆိုရင်ရခိုင်မင်းတွေပိုင်တဲ့နေမြေအားလုံးကအင်္ဂလိပ်လက်ထက်ကိုအဲ့ဒီကာလကကျရောက်ခဲ့တယ်အဲ့လိုကျရောက်ခဲ့တဲ့ကပလက်ဝပါသလားဆိုရင်လုံးဝမပါခဲ့ပါဘူးဘာဖြစ်လို့လဲပလက်ဝကမီတော့ခါမှရခိုင်မင်းတို့ပိုင်တဲ့နေပြည်ထီမှာတခါမှမရှိဘူးကျွန်တော်တို့ချင်းလူမျိုးတွေပိုင်တဲ့နေပြည်ဖြစ်တဲ့ချင်းပြည်ဖြစ်တဲ့ချင်းရမ်ဖြစ်တယ်
အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့အဲ့ဒီရန်တပူစာချုပ်ရဘလဲဝအင်္ဂလိပ်လေးထည့်မကြောက်အဲ့ဒီနောက်ပိုင်းနှစ်ပေါင်း100လောက်ကြာမှပဲအင်္ဂလိပ်လူမျိုးတွေကစစ်စင်ကြီးတီးတန့်စစ်စင်ကြီးတစ်ခုကိုဆင်နွှဲပြီးတော့ဟိုရခိုင်ဘာခေါ်မလဲကလတာမီယူတရှုပ်ပေါ့လေဟိုရခိုင်ပြည်ကနေပြီးတော့ကျွန်တော်တို့ချင်းပြည်ကလေးမျိုးကိုလာပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါလိုလာတိုက်ခိုက်တဲ့တွေ့ကြောင့်ကျွန်တော်တို့ဒီစစ်စင်ကြီးကိုတို့ကရခိုင်ပြည်ကနေတစ်ဆက်ဆောင်ရွက်တဲ့တွေ့ကြောင့်ရခိုင်တောင်တန်းဒေသအာရကန်ဟီလ်တက်ဆိုတဲ့နာမည်ကိုအင်္ဂလိပ်တွေပေးခဲ့တဲ့နာမည်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီစစ်စင်ကြီးကဘလဲဝက်ကိုတရားဝင်အင်္ဂလိပ်လက်ထဲတွန်းလိုက်ခဲ့တာ1905ခုနှစ်မှာပဲဖြစ်တယ်။ရန်သူဘူစာချုပ်ဆိုပြီးနှစ်ပေါင်း100ကြာမှပဲဖြစ်။ဘလဲဝက်ကိုအင်္ဂလိပ်တွေကတင်ပိုင်နိုင်ခဲ့တာဖြစ်တယ်။အဲ့ဒီတွေ့ကြောင့်ဒီတမိုင်းထုတ်ထားတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘလဲဝက်ဆိုတာအဲ့ဒါဘာမှမခွင့်မစရာမရှိတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။အဲ့ဒါမသိတဲ့လူငယ်တွေအတွက်ဘ ഹു တုတရှိအောင်ကျွန်တော်တို့ရဲ့အကြောင်းကိုပြောချင်တယ်လို့ပြီးတော့ဒုတိယအနေနဲ့တချို့တွေကပြောတယ်ဟိုအင်္ဂလိပ်တွေတိမ်ပိုက်တုန်းက Chin Hill Regulation ထဲမှာဘာဖြစ်လို့ဘလဲဝမပါခဲ့တယ်လဲဆိုတော့အင်္ဂလိပ်တွေကျွန်တော်တို့ချင်းပြည်ကိုစပြီးတော့တိုက်ခဲ့တိမ်ပိုက်တုန်းကချင်းပြည်အလုံးကိုတို့မသိမ်းနိုင်ပါဘူးချင်းပြည်အလုံးကိုတို့မသိမ်းနိုင်ဘူးမသိမ်းနိုင်တဲ့အတွက်တို့သိမ်းနိုင်တဲ့ဒေသကိုပဲကျွန်တော်တို့ Chin Hill Regulation ထဲမှာထည့်ခဲ့တာဖြစ်တယ်ဆိုတော့တခြားချင်းပြည်တွေတခြားစိတ်ပိုင်းတွေကို1496မှာတို့တင်ပိုက်ပြီးတော့ Chin Hill Regulation ရနေနမိတ်တမ်းမှတ်ပေးတယ်အဲ့ဒီကာလတော့ဗြိတိရှတွေကလည်းဘလဲဝက်ကိုမသိမ်းနိုင်သေးဘူးဆိုတော့ Chin Hill Regulation ကို1496မှာပြဋ္ဌာန်းတဲ့ချိန်မှာဘလဲဝက်ကမပါသေးတဲ့အတွက်အဲ့ဒီထဲမှာဘလဲဝက်မပါတာပဲဖြစ်တယ်ဆိုတော့တို့နောက်ပိုင်း Chin Hill Regulation ပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်း10နှစ်နီးပါးကြာမှ1905မှခုနှစ်ကြာမှတင်ပိုက်တာဖြစ်တဲ့အတွက်ဒါလေးတွေကျွန်တော်တို့အနေနဲ့ဒီတမိုင်းလေးတွေကိုကျွန်တော်တို့ကလူငယ်တွေဒီမှာကျွန်တော်တို့နားထောင်တဲ့လူငယ်တွေကလည်းအဲ့ဒါလေးကိုဖတ်ထားပြီးတော့ဒါကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့အသေးနှလုံးဖြစ်တယ်ဘလဲဝါဆိုတော့ကျွန်တော်တို့ပိုင်တဲ့နေနေဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေနေထိုင်တဲ့ဒေသဖြစ်တယ်ကျွန်တော်တို့ကဘလဲဝါဒေသမှာလာပြီးတော့လှုပ်ရှားတာကတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဒီစစ်ဆန်ရေးပေါ့နော်စစ်စင်ရေးအတွက်ပဲကျွန်တော်တို့ကလာလို့လှုပ်ရှားတာဖြစ်တယ်။အဲဆိုစီရေးပေါ့နော်။ဖြစ်တော့ဒီရခိုင်တောင်တန်းဒေသလို့ပေါ်ခဲ့မှုတဲ့အပေါ်ပိုင်းမှာအဲ့ဒါပေါ်မှာအပြောအဆိုလေးနည်းနည်းပါးပါးရှိအောင်ရှိမယ်။ပြီးတော့နိုင်ငံတခြားပြပတွေကကူညီတာထဲနဲ့မလောက်ဘူးလားမလောက်လို့အေးကိုတွားတွေးတာလာပေါ့နော်။ကိုဟာနဲ့ကိုအဲ့လိုရက်တီပြီးတော့အင်အားကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအဲ့လိုနဲ့CC ရော CB ရောမင်းအောင်လှန်ကိုတက်ရင်ဒီလိုရိုးသားသားလေးတွားလို့မရဘူးလားဘာဖြစ်လို့ AA ကိုတွားတွေးတာလဲ what is the secret behind of CB interest ဘောနော် interest ရှိသလားမရှိဘူးလားဆိုတာကိုရောမှန်ကိုမေးချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မှာပြောစရာချက်တော့နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကကြတော့ဒီ CNF ကောင်းဆောင်နဲ့ကျွန်တော်တို့ CJDC JMC မှာတောက်လျှောက်တွေ့ခဲ့ပါတယ်မဟာမိတ်လောက်ကြမယ်ဆိုတဲ့ချိန်မှာသူတို့ပြောတဲ့စကားပါပဲကျွန်တော်ကချင်းညီကိုတွေပဲမဟာမိတ်ပြမှာလောက်ဆရာလို့မယ်မဟာမိတ်ဆိုတာထက်တော့မှပုံမှန်ရင်းနှီးတဲ့ဆက်ဆံရှိတယ်လို့မဟာမိတ်လောက်ဆရာမလို့ဘူးဆိုပြီးမှအဲ့လိုမျိုးဆွေးနွေးရခဲ့တာလည်းရှိပါတယ်ခုနပြောတဲ့ကျွန်တော်တို့တော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်မြင်ဖို့လိုပါတယ်ချင်းပြည်နယ်မှာ2021မှာ2021တနှစ်ထဲပဲကျွန်တော်ပြောပါမယ်2021တနှစ်ထဲနဲ့ကျွန်တော်တို့ Minta CDF ကတိုက်ပွဲပေါင်း200လောက်ရှိနေပြီတိုက်နေပြီချင်းပြည်နယ်မှာတခြားတော်လှန်ရေးတပ်ဖွဲ့ CDF ဟာက CDF ဟောင်းCDF ဟောင်းရန်ပါညာပေါ်လာတခြား CDF ဒီ14-15ဖွဲ့လောက်ရှိတော့မယ်ရှိတဲ့မြတ်14-15ဖွဲ့အကုန်လုံးတိုက်တဲ့တိုက်ပွဲဒီ CDF မြင့်တဲ့တစ်ဖွဲ့ထဲတိုက်တာနဲ့တဝက်တောင်မရှိပါဘူးတိုက်ပွဲချင်းကြီးတိုက်ရတာပြောတာပါစစ်ကောင်စီပေါင်းစုံစစ်ကြောင်းထိုးတယ်ကျွန်တော်တောက်လျှောက်တိုက်လာတယ်ဆိုတော့တောက်လျှောက်တိုက်လာတဲ့အချိန်တွေမှာရှင်းပြောရင်ချင်းပြည်နယ်မှာလက်နဲ့တာကင်ကြတာလက်နဲ့ကင်တပ်ဖွဲ့တိုင်ရှင်းတပ်ဖွဲ့နဲ့ဒူတဲ့တပ်ဖွဲ့မှမရှိသေးဘူး
CNA CNF လက်နဲ့တာကင်လာတာကြားပြီးတကက်ချစ်လစ်တက်ရီခါရီနဲ့ရှိရတပ်ဖွဲ့မဟုတ်ဘူး CDF မင်းတပ်မဟုတ်ဘူးမဖြစ်သေးဘူးမရာမဖြစ်သေးဘူး CNDF မဖြစ်သေးဘူး PDF ဆိုလည်းမဖြစ်သေးဘူးကျွန်တော်အလုပ်လုပ်ဆရာအများကြီးရှိသေးတယ်အဲ့လိုမျိုးကျွန်တော်တို့82တက်ဆရာ2တက်ဆရာတီဆောက်ဆရာပြင်ဆင်ဆရာအများကြီးလိုသေးတယ်ဆိုတော့ခုနပြောတဲ့ကျွန်တော်တို့တစ်ဖက်မှာလည်းပြန်ကြည့်ပါကျွန်တော်တို့ဘာဖြစ်လို့ AA နဲ့တောပေါင်းကတလဲ AA နဲ့မဟာမိတ်လို့လာတလဲတခါတည်းတန်ကြည့်ပါဆိုပါစို့ဟိုကျွန်တော်တို့က AA နဲ့မဟာမိတ်သွားလောက်တာကူညီကြတာအဖြစ်ပြောနေဆိုရင် NUG က KNA နဲ့မဟာမိတ်သွားလို့ရတယ် NUG ကိုကျွန်တော်တို့အဖြစ်ပြောမလား NUG က KNU နဲ့မဟာမိတ်လို့ရတယ် NUG ကိုအဖြစ်ပြောမလားစကိုင်းမကွေးမှာရှိတဲ့ PDF တော်လှန်ရေးအကုန်လုံးကိုကချင်ကလူတွေကပဲတော့ဥဆောင်မှုပေးရတယ်သူတို့ကအမျိုးသားသစ္စာဖောက်တည်လို့စကိုင်းမကွေးကလူတွေကိုကချင်ကအဖေခေါ်တဲ့လူတွေပါနေလို့ကျွန်တော်တို့စော်ကားလို့မရဘူးလေမစော်ကားကြပါဘူးတစ်ဖက်မှာကျွန်တော်တို့ကစဖွဲ့လာတယ်စဖွဲ့လာပြီးမှကျွန်တော်တို့စီနေဆိုကျွန်တော်တို့ရဲ့ကိုကြီးပဲကျွန်တော်တို့ရဲ့တူတီတော်ချင်းလက်နဲ့ကင်မဲ့သွားကူညီတောင်းတယ်ချင်းကတ်တဲ့ NCA နဲ့ပဲသွားမယ်ဒီလိုပဲသွားမယ်မင်းတို့ကောင်နေလူငယ်လေးတွေရှောက်မလုံးနဲ့မင်းတို့မတော်လာနဲ့ရှောက်မလုံးနဲ့ဆိုရင်မှပဲညှင်းပယ်ခဲ့တယ်နောက်ဆုံးကျွန်တော်တို့ကတင်တန်းပေးပါတင်တန်းလည်းမပေးနိုင်ဘူးလက်နဲ့လည်းမပေးနိုင်ဘူးနော်အဲ့လိုဆိုတော့နောက်ဆုံးကိုထမင်းကိုထန်ကိုဆန်ကိုထမ်းမိမှစီနေကမ်ဘီထရက်ချီလာတင်ကျူပါမယ်ဆိုလဲမလာနဲ့တဲ့ဟုတ်ပြီကျွန်တော်တို့ကတော့ဒါဆိုရင်ကျွန်တော်တို့ပြတ်ပြီအဲ့လိုရှင်းရှင်းလင်းလင်းပြတယ်လေကောင်းတာပဲဆိုမှရှိတဲ့ခါချိုးတူမီနဲ့ကျွန်တော်တော်လှန်နေတော်လှန်လို့ရလာလို့အောင်ကောက်ကွန်းတိုင်ပွင့်နေအောင်မြင်လာတော့လက်နဲ့လေးတွေရလာငွေကြီးလေးတွေဝိုင်းထူကြတယ်တနိုင်ငံလုံးကဝိုင်းထူကြတယ်ရှင်းရှင်းပြောမင်းတက်ကောက်ကွန်းတိုင်ပွင့်ကိုလိုက်မင်းတက်ကိုထူတာမဟုတ်ဘူးတော်လှန်ကြီးကိုထူတာဒီလိုမျိုးကိုမတူပြလုံးထိုင်မတူပြဝိုင်းထူကြမှာကမ်ပလက်လုံးထိုင်ကမ်ပလက်ဝိုင်းထူမှာဟာခါလုံးထိုင်ဟာခါဝိုင်းထူကြမှာဟာခါဆိုတဲ့နာမည်ကြောင့်ထူမှာမဟုတ်ဘူးတော်လှန်ကြီးကိုမျောလင်းချက်ပေးနိုင်လို့ရှိတဲ့ခါနဲ့တော်လှန်နိုင်လို့ထူကြမှာဝိုင်းထူကြတော့ကျွန်တော်တို့ဖန်နေရလာတယ်ရတဲ့ဖန်နဲ့လက်နဲ့ဝယ်မယ် CNF မှာလက်နဲ့မရှိဘူးအဲ့တော့ကကျွန်တော်တို့မရောက်နိုင်ဘူးဆိုတော့ကဲကျွန်တော်တို့ကချင်ကိုသွားမယ်ကျွန်တော်တို့ကချင်ကိုပဲသွားတယ်ဒါချင်းနဲ့ကချင်ကြီးကိုပဲအဲ့ဒီမှာ CNF ကသူတို့အရင်တော့စားချုပ်ချုံထားတဲ့စာပိုက်အရာချင်းပြည်နယ်မှာတခြားလက်နဲ့ကဘယ်သူမှမထောက်ပါမှဆိုမှ CDF မင်းတက်လုံးဝလက်နဲ့မရကျွန်တော်တို့မှာစစ်ကြောင်းထိုးခံရပြီရှက်ရရွာတကြောင်းချောင်းစုံဖက်ကတကြောင်းရွှေအောင်သားဖက်ကတကြောင်းတောက်လျှောက်စစ်ကြောင်းပတ်မှွေနေမှာထိုးနေကျွန်တော်တို့အသေးအတန်ခုခံကာကွယ်နေရပြီလက်နဲ့တီတာအားလိုနေတဲ့ချိန် KIA ရှက်လက်နဲ့ဝယ်မယ်အကုန်လုံးလိုက်ပိတ်တယ်လိုက်ပိတ်တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာကျွန်တော်တို့ win တက်ကနေတကယ် NUG MOD ဥယျာဉ်မချိတ်တယ်အဲ့မှာသွားဝယ်မယ်အဲ့မှာလည်းလိုက်ပိတ်တယ်ကျွန်တော်တို့တော်လှန်ရေးလောက်ရတော့မလဲကျွန်တော်တို့ရဲဘော်တွေတေးနေပြီလေအာဇာနည်ရဲဘော်တွေအများကြီးရှိနေပြီလေအဲ့လိုမျိုးချိန်နေကြကျွန်တော်တို့မှာဘာမှမရှိတော့ဆိုဘယ်လိုလုပ်ကြမလဲစကိုင်းမကွေးကြီးလိုက်ကျွန်တော်တို့ထက်ပိုဆိုးနေတဲ့လူပိုတနာစရာကောင်းနေတဲ့တော်လှန်ရေးဖွဲ့တွေဖြစ်နေတာဟုတ်အဲ့ဒီကျတော့ကျွန်တော်တို့ကိုလူသူလက်နဲ့ခင်းရပူညီမဲ့တကယ်စနစ်တကျပူညီတာဘာတူလဲတစိမ့်မဲ့အေးပဲဟုတ်တယ်ဟုတ်လားအခုချိန်ကြမှာကျွန်တော်တို့ကိုဟိုလိုဒီလိုပြောလို့မရဘူးလေကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့သမိုင်းရှေ့အကြောင်းရတယ်အားရှိတယ်လေကျွန်တော်တို့ကိုပဲသူတို့ကပဲမရမကတွန်းပို့ခဲ့တာဟုတ်ကျွန်တော်တို့ကိုပဲညီကိုချင်းချင်းပဲပြစ်ခါခါလုပ်ကြတာကိုကျွန်တော်တို့ပြည့်စည်အောင်လက်နဲ့မရအောင်ဟိုဟာမရအောင်ထောက်ပံ့မရအောင်လိုက်ပြီးမှဟိုကျွန်တော်တို့ဖြတ်လေးဖြတ်လုပ်တာကစကားစားတဲ့မဟုတ်ဘူး CNF ကပါကျွန်တော်တို့ကိုဖြတ်လေးဖြတ်ဝိုင်းလုပ်တာကိုကျွန်တော်တို့ CDF နာမင်းတက် CDF တဲ့မဟုတ်ဘူးနော် CDF ငယ်ငယ်လေး CDF ဖွဲ့လာတဲ့အကုန်လုံးလိုက်ခံရတယ်ဘယ်မှာမှလက်နဲ့ဝယ်ဆရာမရှိဘယ်မှာမှတော်လှန်ဆရာမရှိလက်နဲ့ခဲမပြည့်စုံလို့ကြာဆုံးနေတဲ့အာဇာနည်ရဲဘော်တည်နေတာလေကျွန်တော်တို့အများကြီးမြင်မြုပ်ခဲ့ရတယ်အဲ့ဒီကနေကျွန်တော်တို့ရုန်းကန်လာဖြစ်တယ်အဲ့လိုမျိုးအခြေအနေကျွန်တော်တို့ဘယ်သူတွန်းပို့ခဲ့တယ်လဲဆိုတာမျိုးတွေကျွန်တော်တို့ကြံကြည့်ရမယ်ဒီလိုအခြေအနေဖြစ်လာတယ်ဆိုတော့ခုမှကောက်ကငင်ကဖြစ်လာတာမဟုတ်ဘူးလေသူကသူဘယ်လိုပြောမလဲအကြောင်းရှိလို့အကျိုးဖြစ်လာတာပေါ့ဒါကကျွန်တော်တို့က result consequences တွေရှေ့မှာ action ရှိပြီးသားအဲ့ဒီရဲ့ consequences တွေဖြစ်လာတာ